တက်ရှင်တော်မူသောထာဝရဘုရားရဲ့နာမတော်ကိုချီးမွမ်းပါရယ်။ယနေ့သူတို့ကစဉ်းစားဆင်ခြင်နှလုံးသွင်းတဲ့ပုံရံတွေတုတ်တန်ကျမ်းခန်းကြီး1ခန်းငယ်ခွန်ထာဝရဘုရားကိုကြောက်ရွံ့သောတဘောဒီပညာ၏ချုပ်ချာဖြစ်လူမိုက်တို့သည်ပညာနှင့်ဥပဒေသားကိုမထီမဲ့မြင်ပြုတတ်ကြ၏တုတ်တန်ကျမ်းခန်းကြီး1ခန်းငယ်ခွန်ကဖော်ပြတဲ့အခါထာဝရဘုရားကိုကြောက်တဲ့တဘောတဲ့ဟာပညာရဲ့အချုပ်ချာလို့ပြောပါတယ်ဒီနေ့ပညာဆိုတာကလောကမှာတတ်နေတဲ့စာပေပညာဘုရုဒပညာဒီလောကကြီးကဆိုင်တဲ့ပညာဟာဒီလူများစွာတို့ကတတ်မြောက်တဲ့အခါပညာရှိလို့ဆိုကြပါတယ်ဒါပေမဲ့တမန်ကျမ်းစာကပြောတဲ့အခါဒီပညာတွေထက်အထက်ရက်ကလာတဲ့ထာဝရဘုရားကိုကြောက်ရွံ့တော်တဘောဟာပညာရဲ့အချုပ်ချာလို့ပြောပါတယ်ဒါကြောင့်ဘုရားကိုမကြောက်ဘူးဆိုရင်တော့ဘလောက်ပဲပညာတတ်ပဲဖြစ်ပါစေဘလောက်ပဲစာတော်တဲ့လူဖြစ်ပါစေထိုသူတွေဟာဘုရားသခင်ရှေ့တော်မှာဒီပညာရှိလို့မခေါ်ပါဘူးပညာရှိဆိုတာကဘုရားကိုကြောက်ရွံ့တော်သူကတည်းကပညာရှိလို့တုတ်တန်ကျမ်းခန်းကြီး1ခန်းငယ်ခွန်ကဖော်ပြနေတာဖြစ်ပါတယ်ဒါကြောင့်ထက်ရက်ကလာတဲ့ပညာဟာဘုရားကိုကြောက်ရွံ့ခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့လူမိုက်တွေကတော့ပညာနဲ့ဥပဒေတာကိုမထင်မြင်ပြုတတ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ဘုရားစကားကိုနားမထောင်ပဲဘုရားစကားကိုမထီမဲ့မြင်ပြုပြီးမိစိတ်တိုက်ကြိုင်အသက်ရှင်တတ်တယ်ဆိုတာဖော်ပြနေတာဖြစ်ပါတယ်မိမိစိတ်တော်ထားတိုင်းအသက်ရှင်ခြင်းဟာဘုရားကိုမထီမဲ့မြင်ပြုခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ထာဝရဘုရားကိုကြောက်တဲ့တဘောဟာပညာရဲ့အချုပ်အခြာဖြစ်တယ်လို့တုတ်တန်ကျမ်းကယုံကြည်သူတွေကိုဖော်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကပ္ပဦးကျမ်းခန်းကြီး39ခန်းငယ်9မှာဤအိမ်တွင်လည်းကျွန်ုပ်ထက်သာ၍ကြီးတော်သူမရှိပါကိုမယားဖြစ်တော်သခင်မမတပါအဘေးရာကိုမြကျွန်ုပ်အားမမြတ်တာပါတို့ဖြစ်လင်အပြစ်ကြီးတော်ဤအမှုကိုကျွန်တော်ပြုမိဖျားသခင်ကိုဘယ်တို့ပြစ်မှားနိုင်သည်ဟုသခင်ဤမယားကိုညင်း၍ပြန်ဆို၏ဒါကတော့ယောသက်လေးရဲ့ဘဝတတဖြစ်ပါတယ်ယောသက်လေးဟာနေ့ရက်စဉ်တိုင်းဒီသခင်မပေါတိဖာရဲ့မိမကဖျားယောင်းသွေးဆောင်ပါတယ်သူနဲ့အိပ်ဖို့ရန်ဖျားယောင်းသွေးဆောင်တဲ့အခါယောသက်လေးဟာအမြဲတမ်းညင်းရဆိုတာတွေ့ရပါတယ်ညင်းတဲ့အရာပေါ်မှာဘာကြောင့်ညင်းတာလဲဖះကိုကြောက်နေတဲ့တဘောရှိလို့ဖြစ်ပါတယ်ဒါကြောင့်အထက်ရဲ့အကလာတဲ့ပညာဟာဖះကိုကြောက်ရင်ခြင်းပဲဖြစ်ပါတယ်ဒီပညာရှိဆိုတာကဖះသခင်ရှိတော်မှာဖះသခင်မကြိုက်တဲ့အရာကိုမလုပ်ခြင်းကပညာရှိပဲဖြစ်ပါတယ်ဒါကြောင့်ဖះသခင်ရဲ့အလိုတော်တဲ့လက်လျှော်ပြီးဖះစကားတော်ကနေအသက်မရှိမဲမိမိစိတ်တိုင်းကြအသက်ရှင်ခြင်းထက်ဖယားသခင်ဤစကားတော်၌အသက်ရှင်ခြင်းဟာပညာရှိလို့ခေါ်ပါတယ်။ဒါပေမဲ့မိမိဆန္ဒအပြင်အသက်ရှင်လိုက်မယ်ဆိုရင်တော့ဒါဟာဖယားသခင်ရှိတော်မှာပညာရှိလို့မခေါ်ပါဘူး။ဒီလိုပါပဲယောသက်ကအခွင့်အရေးတွေရတယ်။ဒီနေ့သူ့ရဲ့သခင်ရဲ့မိမကဖျားယောင်းနေသူ့အတွက်အင်မတန်မှအခွင့်အရေးရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခွင့်အရေးထဲဖယားသခင်ဤစကားတော်ကိုကြောက်ရွံ့ယူတည်တဲ့ယောသက်ကနေ့ရက်စတိုင်းဖျားယောင်းလို့လေညင်းနေဆိုတာတွေ့ရပါတယ်။ဒါကြောင့်ယောသက်လေးရဲ့နှလုံးသားဖျားကိုကြောက်တဲ့တဘောထားအထက်ရက်ကပညာသူ့မှာရှိတဲ့ခါဖျားကယောသက်ကိုဒီနေ့အကုတုပြည်ရဲ့ဒုတိယဘုရင်ခံအနေနဲ့ဖျားကချီးမြှောက်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။နည်းနည်းတဲ့ဒီနေ့နားမလည်နိုင်တဲ့အကုတုဘုရင်မဖြစ်ရှင်းနိုင်တဲ့ပြဿနာကိုပြင်ယောသက်ကဒီနေ့ဗျာတဲ့ယူပါယုံနေရှိတဲ့အတိုင်းပဲဖြည့်ရှင်းပြီးဒုတိယဘုရင်ခံနေနဲ့ဘုရားကချီးမြှောက်တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်တင်ဒီလေဘုရားကိုကြောက်တဲ့တဘောထားအဖြစ်အသက်ရှင်လိုက်မယ်ဆိုရင်သိကြပါနဲ့ဘုရားသခင်ကချီးမြှောက်မယ်။တင်ဟာအထက်ရက်ကပညာဖြစ်တဲ့ဘုရားကိုကြောက်ရွံ့ခြင်းဉာဏ်ပညာရဲ့အချုပ်အခြာအဖြစ်တင်ဟာအသက်ရှင်လိုက်မယ်ဆိုရင်သိကြပါနဲ့တင်ပယ်မှာပဲနေနေဘုရားချီးမြှောက်မှာဖြစ်ပါတယ်။ဒိုင်ယလခန်းကြီးနဲ့ခန်းငယ်19ကနေ20ကိုကြည့်တဲ့အခါညအခါပြရိတ်တော်အဖြစ်ထိုနည်းနည်းသောအရာကိုဒိုင်ယလအားဖျားသခင်ဖော်ပြတော်မူသောအခါဒိုင်ယလသည်ကောင်းကင်ဘုံရှင်ထာဝရဘုရား၏ကြီးစွာတော်ကိုချီးမွမ်းလက်ဖျားသခင်၏နာမတော်သည်ထာဝရမင်္ဂလာရှိပါစေတည်းပညာနှင့်၎င်းစွမ်းတတ်တည်နှင့်၎င်းပြည့်စုံတော်မူ၏ဒိုင်ယလကဒီနေ့နေဗုခဒ်နေဇာမင်းကြီးမှတ်တဲ့အိမ်မက်ကိုဖော်ပြဖို့ရန်ဖျားသခင်စီမှာဆုတောင်းပါတယ်ဘုရားကလည်းနည်းနည်းသောဗျာဒိတ်တော်အပြင်ဖော်ပြတဲ့အခါဒိုင်ယလကအင်မတန်ဝမ်းမြောက်ပြီးဖျားကိုချီးမွမ်းနေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲစဉ်းစားရမယ်ဆိုရင်
နေဘူးကနေစာမင်းကြီးမက်တော်အိမ်မက်ကိုမဖြေနိုင်တော့သူတွေကဒီနေ့ကွက်မြက်ချင်းခံမှာဖြစ်ပါတယ်။ဒါကြောင့်ကွက်မြက်ချင်းခံမဲ့သူတွေအစားဒိုင်လာကသူဖြေပေးမယ်လို့ခရီးပေးတဲ့အခါနည်းနည်းရှုပ်ထွေးလာတဲ့ဒီအိမ်မက်ယူပါယုံတွေကိုဒီနေ့ဘလို့မှတမန်လူနားမလည်နိုင်ပါဘူး။ဒါကအထက်ရက်ကလာတဲ့ပညာမရှိဘူးဆိုရင်ဘလို့မှပြန်လဲဖြေချနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒိုင်လာကကျွံဘွားကနေပါဘလုံကနေလာပြီးဒီနေ့အသက်တာဟာဒီနေ့ဖန်ဆီးခံရတော့လေဘလို့ပဲရှိနေပါစေဘာဘလုံမှာကြုံခံနေတဲ့ဒိုင်လာဟာဖះပေါ်မှာတစ္ဆာရှိတယ်ဖះကိုကြောက်ရွံ့နေဒီနေ့ဘာဘလုံမှာကျွေးနေတဲ့အစားအစာကိုပဲမစားပဲဟင်းတီရွက်ကိုစားလက်ဖះမျက်နှာတော်ကိုရှာတော့သူဖြစ်ပါတယ်ထို့သူပဲအခက်ခဲတွေဘလောက်ပဲရှိရှိဖះကိုကြောက်တော့တဘောနဲ့သူဖះစကားတော်တွေမှာအသက်ရှင်နေပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်ဖះသခင်ကလည်းဒိုင်လာပေါ်မှာကြီးတော်မှုအဖြစ်ပြုပါတယ်နေဘူးကနေစာမင်းကြီးမက်တော်ပြတဲ့ယူပါယုံတွေကိုဒိုင်လာကနက်နဲဖော်ပြလိုက်တဲ့အခါဒိုင်လာကဘယင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရပါတယ်။ဘာဖြစ်လို့လဲဖះကိုကြောက်ရွံ့တဲ့ဉာဏ်ပညာရဲ့အချုပ်အခြာဖြစ်တဲ့ဒိုင်လာကိုဗျာတိတ်ယူပါယုံနားလည်နိုင်တော့ဉာဏ်ပညာကိုဖះကပေးတာဖြစ်ပါတယ်။ဒီလိုပါပဲလောကထဲမှာသက်ရှင်တဲ့အခါသင်ကဒိုင်လာခဲ့တို့တစ္ဆာရှိပြီးဒိုင်လာခဲ့တို့ဖះစကားတော်ထဲမှာသင်ဟာနားထောင်နာခံလျက်အသက်ရှင်မယ်ဆိုရင်သိကြတယ်ရှုပ်ထွေးလာတဲ့လောကကြီးထဲမှာနားမလည်နိုင်တဲ့ပြဿနာကြီးထဲမှာဖြေရှင်းနိုင်တဲ့ဉာဏ်ပညာကိုဘုရားပေးမှာဖြစ်ပါတယ်။ဒါကြောင့်သင်ကဘုရားကိုကြောက်နေတဲ့တဘောအထက်ရက်ကလာတဲ့ပညာဘုရားသခင်ကိုကြောက်နေတဲ့အချုပ်ချာသည်သင်တက်တာမှာရှိရဆိုရင်သိကြတယ်။ဒိုင်လာကဲ့သို့ပဲသင်ဟာဒီနေ့ဝိညာဉ်အရာမှာချီးမြှောက်ခံရမယ်။အမြင့်သောအရာမှာဘုရားချီးမြှောက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့တက်တာထဲမှာဒီနေ့ဖះကိုကြောက်ရွံ့ခြင်းကအင်မတန်အရေးကြီးတာဖြစ်ပါတယ်။အထက်ရက်ကပညာဆိုဒီမှာဖះကိုကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ဖះကိုကြောက်ရွံ့လာတဲ့အခါနည်းနည်းတော့ဉာဏ်ပညာအဖြစ်ဖះကချီးမြှောက်တာဖြစ်ပါတယ်။ဒိုင်လာကဲ့သို့၎င်းယောသက်ကဲ့သို့၎င်းချီးမြှောက်ခြင်းနဲ့ဆိုရင်ဖះကိုကြောက်တဲ့တဘောထားအဖြစ်အထက်ကလာတော့ဉာဏ်ပညာကျေဝါတော်သူများဖြစ်စီဖို့ခွန်အားပေးနှုတ်ဆော်တိုက်တွန်းခြင်း